မ
တ်ရဲ့တခေလွတ်တော့တခေအေးတစ်ခွက်တောင်းမြန်အချီရာတန်တဲ့ချစ်ကြပါတဲ့ကျိုးရလေးရွာရလေးညမရလေးထုံးတဲ့ပြောတဲ့တင်ရဲ့အမတမစက်တည်ရင်ကလာပေါင်းနဲ့ပြည့်စုံတဲ့ထိတင်ပွဲကြီးပဲဖြစ်ပါတယ်ဒီပွဲကြီးမှာသမီးဒေသရှင်မင်းတစင်နဲ့ဖွဲ့လာရောက်အခမ်းဖြောပြလို့ရတဲ့အတွက်ဖိတ်ကြားပေးတယ်လို့ရှင်တို့မှမိသားစုနဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်အကျဉ်းစိတ်ကျေးဇူးများကြီးတင်ပါတယ်ရှင်တို့ထိတင်